စကားကိုလေကြီးမိုးကြီးပြောတာကိုတယောက်လို့ဘယ်လိုပြောမလဲ Hi 大家好我是新老师新老师ဖြစ်ပါတယ်အဲ့တော့老师လေကြီးမိုးကြီးပြောတာကြွားလုံးထုတ်ပြောတာမဟုတ်တအောက်ကိုအဟုတ်လို့ပြီးတော့ပုံကြီးချဲ့ပြောတာကိုတယောက်လို့吹牛လို့ပြောမယ်吹牛吹牛ဟုတ်ပြီအဲ့တော့老师နဲ့တူတူ example sentence လေးကြည့်ကြည့်အောင်你别吹牛了快点去工作吧你别吹牛了快点去工作吧吹牛လေကြီးမိုးကြီးပြောတာ别吹牛了လေကြီးမိုးကြီးမပြောနဲ့တော့你别吹牛了နင်လေကြီးမိုးကြီးမပြောနဲ့တော့快点မြန်မြန်去工作吧အလုပ်သွားလုပ်တော့工作အလုပ်去工作吧ဆိုတော့အလုပ်သွားလုပ်တော့တဲ့ဟုတ်ပြီ你别吹牛了နင်လေကြီးမိုးကြီးမပြောနဲ့တော့快点去工作吧နင်မြန်မြန်အလုပ်သွားလုပ်တော့ဒါမှမဟုတ်လို့ဆိုရင်နောက်တစ်ကြောင်အလွယ်လေးပြောမယ်你又吹牛了你又吹牛了နင်လေကြီးမိုးကြီးထပ်ပြောပြန်ပြီတဲ့又ဆိုတဲ့စကားလုံးလေးသုံးထားတယ်又ဆိုတာကထပ်ဆိုတဲ့အဓိပ္ပာယ်နောက်ထပ်ပေါ့နော်အဲ့တော့你又吹牛了နင်လေကြီးမိုးကြီးထပ်ပြောပြန်ပြီ